Hello အားလုံးမင်္ဂလာပါဒါလေးကကြတော့ဒလာမြို့ဘက်ကနေပေါ့နော်ရန်ကုန်မြို့ဘက်ကနေဒလာဘက်ကိုကူးတဲ့တင်မော်လေးဖြစ်ပါတယ်ပေါ့နော်သူကတယောက်ကို300ကျပါတယ်အပေါ်ထက်မှာကျတော့100ကျတယ်ပေါ့နော်တခါမှတော့ဟိုဘက်ကန်ကိုမကူးဘူးပေါ့နော်ဒါပေမဲ့ဒါပထမဆုံးကူးဘူးတာဖြစ်တဲ့အတွက်ကြောင့်မို့ဗီဒီယိုလေးရိုက်ရင်းနဲ့ဟိုဘက်ကန်မရောက်ဘူးတဲ့လူတွေကိုဗီဒီယိုရိုက်ပြခြင်းဖြစ်ပါတယ်ဒီမိရေလေးတွေကကြတော့ကော်ဖီအောင်ထွက်တယ်ပေါ့နော်ကော်ဖီကြိုက်တယ်လို့အတွက်ဆိုရင်တော့ဒီမှာအရသာခံပြီးတော့အားချလို့ရပါတယ်ဒီမှာ0ဆိုညက်တင်လေးရလာ0ဆိုညက်ကဲမကြတော့တလားတတားလေးမြင်နေလို့ရလာပါတယ်နောက်ကနေမြို့ဘက်ကိုမြင်နေရပြီပေါ့နော်အခုကျတော့ဒီလားဘက်ကိုကူးနေတာပါတယ်မြို့လေးရတကတော့လိုက်လာတယ်ပေါ့သူကလည်းအစားလိုက်ရှာတယ်ဒီစီကနေတော့မြင်နေရတဲ့တရားနဲ့ဆင်းရှိရပေါ့နော်ဒီဘက်ညဘက်ကျတော့ဒီအထွက်ပေါ့နော်ဟိုဘက်ကျတော့အဝင်ပေါ့ဒီဘက်ကျတော့ဒီရန်ကုန်မြို့ဘက်ကိုမြင်နေရရပေါ့နော်ဒလာဘက်ချန်ရောက်နေပါပြီဒလာဘက်ကိုရောက်ပြီပေါ့နော်တချို့ကလည်းဒီစပိန်နဲ့လာကြတယ်ညက်လေးလည်းတွေ့တယ်ပေါ့နော်ညက်လေးတေးလာတာလည်းတွေ့တယ်အခုကျတော့ဒီစင်းမီပေါ့နော်ဒီညဘက်ကျန်းနေစင်းတာဖြစ်ပါတယ်ညက်လေးတွေကချစ်သနာစရာကြီးရမ်းလာပါတယ်ဒလာမြို့ဘက်ကိုသွားတဲ့အချိန်မှာအခုကျတော့ဒီမိုးဘက်ကိုသွားတဲ့အခုကျက်လက်ပိုင်ရပါလေလားလာနေကဲအခုကျတော့ပြန်ပါပြီဒါကြောင့်ဒလာဘက်ကနေမြင်နေရတဲ့မြို့ပေါ့နော်အခုကျတော့မြို့ဘက်ကိုပြန်နေပါပြီပေါ့နော်ညလေးတအားလာပါတယ်ဒီဘက်ကန်တယောက်ကို300ပဲကြားတယ်ပေါ့နော်အပေါ်ဆုံးထပ်မှာကျတော့ထပ်ပြီး100ကောက်တယ်ပေါ့နော်ဒီမြို့ဘက်ကနဲ့လာရင်လည်းတယောက်ကို300ကျပါတယ်ထပ်ပြီးတော့အတွင်းထဲမှာအပေါ်တက်ကိုတက်ရင်တော့100ထပ်ကောက်တယ်ပေါ့နော်အားလုံး400ပေါ့နော်ပြီးရင်ဒလာဘက်ကနေမြို့ဘက်ကိုပြန်ရင်လည်းဒီတိုင်းမှာပဲတယောက်ကို300အပေါ်ဆုံးမှာကျတော့100ပေါ့နော်အခုကျတော့ဒါရန်ကုန်မြို့ဘက်ကိုရောက်ခဏနေတော့မယ်ပေါ့နော်ဒီမို့ဆိုင်ခဏနေတော့မယ်ဒီကြဒီကြရအခုဒီမဟုတ်ဒီကြရတယ်တဲ့တိုင်းဒီတဲ့ကြမြင်နေရတဲ့တင်မောတစီကကြတော့မြို့ဘက်ကနေဒလာကိုသွားမဲ့တင်မောပေါ့နော်ပြီးရင်ကိုရီမြို့ဘက်ကလာတဲ့တင်မောကလည်းဒီဘက်ချမ်းကိုစိုက်မယ်အဲ့ဒီဒလာဘက်ကိုသွားမဲ့တင်မောကလည်းဒလာကိုသွားတော့မယ်ပေါ့နော်အခုရန်ကုန်မြို့ဘက်ကိုရောက်ခါနေပြီဆိုတော့အားလုံးပဲဘိုင်ဘိုင်ဒီလောက်ပါပဲနော်နောက်လဲသွားချင်တဲ့လူသွားကြပါဒါလည်းစိတ်အပန်းဖြေတစ်ခုပေါ့နော်ပြောပါရယ်